မိတ်ဆွေများလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မိတ်ဆွေများ Telegram မှာ channel ထောင်လီလေးမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Telegram account တစ်ခုလိုပါတယ်မိတ်ဆွေများ Telegram မဖွင့်ရသေးဘူးဆိုရင် Play Store မှာသွားပြီးတော့ Telegram ကိုအရင်ဆုံး download လိုက်ပါdownload ပြီးတော့ရင်သူက Telegram ကိုဖွင့်လိုက်မယ်ဖွင့်ပြီးတော့အမှမိတ်ဆွေများ account တစ်ခုလိုပါတယ်မိတ်ဆွေများ account ဖွင့်ပြီးသားရှိရဆိုရင်အဆင်ပြေတာပေါ့အဲ့တော့ပြီးရင်ဒီကင်မရာရဲ့အောက်နာအပေါင်းဆိုတဲ့လက္ခဏာကိုနှိပ်ရမှာဖြစ်ပါတယ်။ပြီးရင်ဒီနားမှာမိတ်ဆွေများတွေ့နိုင်တာ new group နဲ့ new channel ဆိုပြီး2မျိုးတွေ့နိုင်ပါတယ်။အမှ new group တော့မဖွင့်ပါနဲ့ဘာလို့ဆိုရင် group ကအကန့်အသတ်နဲ့လူတွေအကန့်အသတ်ရှိလို့ပါ channel ဆိုရင်မိတ်ဆွေများလူတွေအများကြီးတွားလို့ရတာပေါ့။ဒါဆိုရင်ကျွန်တော်တို့ new channel ကိုနှိပ်မယ်။ channel ဖွင့်ရင်မိတ်ဆွေများပေးရှိတဲ့နာမည်ပေးလို့ရပါတယ်။ကိုဘာနဲ့ပတ်သက်ပြီးတော့ channel ဖွင့်တာလဲအဲ့နာမည်ပေးတာအကောင်းဆုံးပေါ့။ဥပမာကျွန်တော်ကဒီမှာနာမည်တစ်ခုပေးလိုက်ပြီးတော့ပြီးရင်ဒီမှာအဲ့နဲ့ပတ်သက်ပြီးတော့တစ်ခုရေးရမှာပေါ့အဲ့ဒါရေးပြီးသွားရင်မိတ်ဆွေများဒီ channel ရဲ့ပုံကိုမိတ်ဆွေများရဲ့ gallery ကနေယူရမှာဖြစ်တဲ့အတွက်အဲ့ဒါကိုအရင်ဆုံးဒီ camera ဆိုတဲ့နေရာကိုနှိပ်လိုက်ပါနှိပ်ပြီးတော့အမှမိတ်ဆွေများလိုချင်တဲ့ပုံထည့်လို့ရပါတယ်ပြီးရင်ဒီအပေါ်နာ okay ဆိုတဲ့နေရာကိုနှိပ်ရမှာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေများသူကမေးတာမိတ်ဆွေများရဲ့ channel က public လား private လားတဲ့ဒါဆိုရင်မိတ်ဆွေများဆိုရင်လူရလုံးမြင်စေရှင်တော့ public ထားကောင်းပါတယ်အဲ့မှာလူတွေအများကြီးစီရောက်မှာ private channel ကကျတော့လူတွေစီတိတ်မရောက်လို့ပါပြီးရင်ဒီနားမှာမိတ်ဆွေများကိုယ့်ရဲ့ channel ရဲ့ link တစ်ခုဒီတိုင်းရှာလွယ်တဲ့ link တစ်ခုပေါ့အဲ့ဒါပေးရမှာဖြစ်ပါတယ်ပြီးရင်အဲ့ဒါဒီ link ပေးပြီးတော့ရင်ဒီနားမှာသူကရတယ်ဆိုရင်ဒီနားရဲ့အောက်နာစာသားအစင်းအောင်ပြမှာဖြစ်ပါတယ်in ခင်ဗျာ link ရဲ့နာမည်ကိုသတ်မှတ်ပြီးသွားရင်ဒီအပေါ်အများအောင်နှိပ်လိုက်ပါပြီးရင်ဒီမှာမိတ်ဆွေများထည့်ချင်တဲ့ member တွေထည့်လို့ရပါတယ်မိတ်ဆွေများရဲ့ contact ထဲက member တွေကိုယ်တိုင်ရွေးပေးသွားမှာဖြစ်ပါတယ်ဒါဆိုရင်မိတ်ဆွေများထည့်ချင်တဲ့ member တွေကိုထည့်လို့ရပါတယ်ပြီးရင်ဒီအောက်နာအပြာရောင် close နှိပ်လိုက်ပါဒါဆိုရင်မိတ်ဆွေများရဲ့ channel ကထောင်ပြီးသွားပြီပေါ့နော်ဒီ channel မှာမိတ်ဆွေများကိုတင်ချင်တဲ့အတင်လို့ရပြီပေါ့နော်မိတ်ဆွေများဒီ channel ကိုဖျက်ချင်တယ်ဆိုရင်လည်းဒီအပေါ်နားကိုတစ်ချက်ထောက်လိုက်ပါပြီးရင်ဒီနားမှာဒီအပေါ်နားအဆက်3ဆက်ကိုပြန်နှိပ်လိုက်ပါနှိပ်ပြီးတော့ဒီနားမှာ delete channel ဆိုတဲ့ option ရှိပါတယ်အဲ့ဒါကိုနှိပ်ပြီးတော့လည်းမိတ်ဆွေများရဲ့ channel ဒီ subscriber အားလုံးအတွက် delete ဖြစ်သွားမှာပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲမိတ်ဆွေများကျွန်တော် subscribe လုပ်ရသူဆိုရင် subscribe လုပ်ပေးလိုက်ပါအားလုံးပဲမင်္ဂလာပါ